ကျွန်တော်ကတော့လက်ကလေးတစ်ချက်ဝေးရမ်းလိုက်ရုံနဲ့တောင်ပေါ်မှာအေးရမလက်ဝါးရကြီးထင်ကျန်သွားခဲ့ပေမဲ့ကိုယ့်ရဲ့ခွန်အားကိုကိုယ်တိုင်လုံးဝသတိမထားမိခဲ့ပါဘူးအဲ့ဒီအချိန်မှာဆရာရင်ဘက်ပေါ်မှာရင်ကောင်တကောင်နားနေတာကိုမြင်တော့စေတနာနဲ့လက်ဝါးနဲ့ရိုက်ထုတ်ပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလက်ဝါးချက်ကြောင့်ပဲဆရာဟာသွေးတွေအန်ထွက်သွားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့နက်ဖျားလက်ဝါး Divine Form ဟာအထွတ်ထိပ်ကိုရောက်နေပြီဖြစ်ပေမဲ့ကျွန်တော်ကတော့ဘာမှမသိပဲဆရာကိုကျင့်စဉ်တွေလေ့ကျင့်ပေးဖို့နေတိုင်းပူစာနေခဲ့လို့ပါကျွန်တော်မသိတာကဆရာရဲ့အကျိုးတွေဟာကျွန်တော်ရဲ့ရိုက်ချက်တွေကြောင့်ပျက်စီးနေခဲ့တာကြာပါပြီဆရာကကျွန်တော်ကိုအပြစ်ပေးတဲ့အနေနဲ့နောက်တောင်ကိုသွားပြီးအချက်ပေါင်းတစ်ဆက်သူ့ကိုခိုင်းပါတယ်ကျွန်တော်ကတော့မပြောမရှင်းဖြစ်သွားပေမဲ့တကယ်တော့ဒါဟာကျွန်တော်ရဲ့တကယ်အထောက်အထားကိုတည်ထားတဲ့ဆရာကကျွန်တော်အတွက်တည်တံ့ထုတ်ပေးထားတဲ့ကျင့်စဉ်တစ်ခုပါကျွန်တော်ဟာ level master ရဲ့လူဝင်စားတစ်ယောက်ဖြစ်ပြီးတထာဂရနတ်ဖျားလက်ဝါးထားတဲ့ Divine Form ကိုတက်မြောက်ဖို့အသင့်တော်ဆုံးသူပါဒါကြောင့်ကျွန်တော်ဟာဆယ်စုနှစ်ချီပြီးအပြင်းထန်လေ့ကျင့်ခဲ့ပါတယ်ကျွန်တော်ရဲ့လက်ဝါးတိုင်းဟာပြည့်စုံနေပြီဖြစ်ပေမဲ့တောင်ကိုရိုက်တဲ့အခါဘာမှမဖြစ်တာကြောင့်ကျွန်တော်စိတ်ပြတ်နေမိတာပါအဲ့ဒီအချိန်မှာစီနီယာအမကကောင်းကင်ကနေဆင်းသက်လာပြီးတောင်ရန်သူဂိုင်း Baker Clan ရဲ့ခေါင်းဆောင်ကကျွန်တော်တို့ဂိုင်းကိုလာရောက်စိန်ခေါ်နေတယ်လို့ပြောပါတယ်ဆရာကကျွန်တော်ကိုတောင်အောက်ဆင်းပြီးကူညီခိုင်းပေမဲ့ကျွန်တော်ကတော့နိုင်မှာမဟုတ်ဘူးဆိုပြီးချက်ချင်းညှင်းလိုက်ပါတယ်ဒါပေမဲ့စီနီယာအမကကျွန်တော်ကိုအတင်းဆွဲခေါ်သွားပါတယ်တောင်ရန်သူဂိုင်းခေါင်းဆောင်ဟာနဂါးနေလက်ဝါး Dragon Subune Form တစ်ချက်တည်းနဲ့ကျွန်တော်တို့ရဲ့စီနီယာအကူကြီးကိုအနိုင်ယူလိုက်တာကိုမြင်တော့ကျွန်တော်လည်းအဲ့ဒီလက်ဝါးရဲ့အစွမ်းကိုအားကျမိသွားပါတယ်အံ့ဩစရာကောင်းတာကဆရာကကျွန်တော်ကိုအဲ့ဒီဂိုင်းခေါင်းဆောင်နဲ့တိုက်ခိုက်ဖို့ခိုင်းလိုက်တာပါကျွန်တော်လည်းကြောက်လန့်တကြားနဲ့အတနာခံပေမဲ့ဆရာကယုံကြည်မှုရှိဖို့အားပေးပြီးကျွန်တော်ရဲ့တထာဂရနတ်ဖျားလက်ဝါးဘယ်အဆင့်ကိုရောက်နေပြီလဲလို့မေးပါတယ်ပျောက်ကွယ်နေပြီဖြစ်တဲ့ဒီနတ်ဖျားကျင့်စဉ်အကြောင်းကြားလိုက်တာနဲ့တောင်ရန်သူခေါင်းဆောင်ကကျွန်တော်ကိုချက်ချင်းစိန်ခေါ်ပြီးလေထဲကိုခုန်တက်ကနဂါးနေလက်ဝါး18ချက်ကိုထုတ်သုံးလိုက်ပါတယ်ကျွန်တော်လည်းကာကွယ်ဖို့လက်ကလေးမြောက်လိုက်ရုံရှိသေးတယ်သူ့ကိုမိုင်မောင်းရှစ်သူညအဝေးထိလွင့်ထွက်သွားစေခဲ့ပါတယ်ဒါကိုမြင်လိုက်တဲ့ဆရာကတော့ဒါဟာနတ်ဖျားလက်ဝါးရဲ့10ဆင့်မြောက်အဆင့်ဆိုတာသိသွားပါတယ်ဆရာကိုယ်တိုင်နှစ်ပေါင်း60လေ့ကျင့်ခဲ့တာတော့9ဆင့်ပဲရောက်ပါသေးတယ်ဆရာကကျွန်တော်ရဲ့တိုင်းပါရကူခန္ဓာကို Marshall Saint Basic ကိုအားကြမိပေမဲ့ကျွန်တော်ဘဝင်မမြင့်သွားအောင်လူတွေကိုအမြန်နဲ့ထုတ်ပြီးကျွန်တော်ရဲ့အစွမ်းကအားနည်းလို့နဲ့လို့လိန်ပြောလိုက်ပါတယ်ဂိုင်းကောင်းဆောင်ကကျွန်တော်ကိုတနာလို့အလျှော့ပေးလိုက်တာလို့ဆရာကပြောပါတယ်အဲ့ဒီအချိန်မှာရင်ကောင်တကောင်ပြန်လာနဲ့ဆရာကိုကူညီဖို့လက်နဲ့ရိုက်လိုက်ရမှာဆရာပါမီတာဒါဇင်ချီလွင့်ထွက်သွားပါတယ်ကျွန်တော်ကတော့ဒါကိုလုံးဝသတိမထားမိပါဘူးလှည့်ကြည့်လိုက်တဲ့အခါဆရာကိုအဝေးကြီးမှာမြင်တော့ဆရာရဲ့ကိုဖို့တိုင်းကပြေဆုံးနေတာပဲလို့တွေးမိပါတယ်ဆရာကတော့ကျွန်တော်တနေ့မှာသူ့ကိုမှားတတ်မိမှာကြောက်တာကြောက်တောင်းအောက်ဆင်းပြီးတိုင်းပြည်ပြိုင်ပွဲ King of Dance Martial Arts Tournament မှာဝင်ပြိုင်ဖို့ခိုင်းပါတယ်ကျွန်တော်ကတော့သွားရင်တေးမှာပဲလို့ညင်းနေမိတာပေါ့ဆရာကကျွန်တော်ကိုနှိမ်ချမှုရှိအောင်လို့ပြင်ပလောကကိုတွေးကြုံမှသာပိုတမ်းမာလာမလို့လိန်ပြောပြီးတောင်ပေါ်ကနေကန်ချလိုက်ပါတယ်ဒါနဲ့ကျွန်တော်လည်း12နှစ်ကြာမတွေ့ရတဲ့မိသားစုစီပြန်သွားပြီးပြိုင်ပွဲဝင်မဲ့အကြောင်းပြောဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အိမ်ရှိမရောက်ခင်မှာပဲကျွန်တော်ရဲ့မိထွေးနဲ့ညီလေးနဲ့တိုးပါတော့တယ်ကျွန်တော်မင်းသက်သွားရတာကတော့ကျွန်တော်ညီဟာကျွန်တော်ရဲ့ဆေးဆက်ထားသူကိုလူယူထားတဲ့အပြင်မိထွေးနဲ့ပေါင်းပြီးကျွန်တော်ကိုအိမ်ပေါ်ကပါနှင်ထုတ်ဖို့ကြိုးစားနေတာပါသူတို့ကကျွန်တော်ဟာအမွေတွေနဲ့ဆေးဆက်ထားသူကိုပြန်လူဖို့လာတယ်လို့ထင်နေကြတာပါဆေးဆက်ထားသူကညီဖြစ်သူနဲ့လက်ထက်တော့မှဖြစ်လို့အိမ်ကနေထွက်သွားဖို့မောင်းထုတ်နေတော့မှကံကောင်းထောက်မစွာနဲ့ကျွန်တော်ဖခင်ရောက်လာပါတယ်ဖခင်ကကျွန်တော်ကိုအိမ်ထဲကိုအမြန်ဖိတ်ခေါ်ပြီးမဲ့ကျွန်တော်နှစ်အတော်ကြာလေ့ကျင့်ခဲ့တာတော့အသုံးမကျသေးဘူးဆိုတာကိုကြားတော့ကျွန်တော်ကိုပြင်းပြင်းထန်ထန်စူပူပါတော့တယ်ကျွန်တော်ကတိုင်းပြည်ပြိုင်ပွဲဝင်ဖို့လာတာလို့ရှင်းပြလိုက်တဲ့အခါညီဖြစ်သူကကျွန်တော်ကိုအုံနောက်မကောင်းဘူးဆိုပြီးလှောင်ရပါတော့တယ်ကျွန်တော်ဖခင်တော်မှကျွန်တော်အသက်ခံရမှာစိုးရိမ်ပြီးအထင်သေးတယ်လို့ကြည့်နေပါတယ်ဒါပေမဲ့ထူးဆန်းတာကမိထွေးဖြစ်သူကတော့ပြိုင်ပွဲဝင်ဖို့ခွင့်ပြုပေးဖို့ဖခင်ကိုတိုက်တွန်းနေပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုပြိုင်ပွဲမှာအသေးခံခိုင်းပြီးအမွေတွေကိုသူ့သားတယောက်ထဲရစေချင်လို့ပါပဲအဖေကအသေးချစဉ်းစားပြီးတဲ့နောက်မှာတော့ကျွန်တော်ကိုပြိုင်ပွဲဝင်ဖို့သဘောတူလိုက်ပါတယ်ကျွန်တော်လည်းပြိုင်ပွဲမှာဘယ်လိုအနိုင်ယူရမလဲဆိုတာစတင်စဉ်းစားနေတော့မှပဲငယ်ကလေးကအတူတူကြီးပြင်းလာခဲ့တဲ့ကျွန်တော်ရဲ့ဂိုင်းတူညီမလေးရုတ်တရက်ပေါ်လာပါတော့တယ်